ပြဿနာရှုပ်ထွေးကြတဲ့ရောက်နေတဲ့ Espa Karina အားလုံးမင်္ဂလာပါ Espa ဖွဲ့ဝင် Karina ဟာလက်တလုံးမှာသူတင်လိုက်တဲ့ပုံလေးတစ်ပုံကြောင့်ဝေဖန်မှုတွေအများကြီးခံနေရပြီးအဲ့ဒီပြဿနာဖြစ်နေတဲ့ post ကိုလည်းပြန်ဖျက်လိုက်ရပါတယ် Karina ဟာမေ29မှာတော့သူ့ရဲ့ Instagram အကောင့်ကနေပုံလေးတွေတင်လိုက်ပါတယ်ဒီပုံတွေမှာ Karina ကအနီနဲ့အနက်ရောင် jacket ကိုမှနံပါတ်2လို့ရေးထားတဲ့ jacket ကိုဝတ်ဆင်ထားခဲ့တာပါ caption ကိုတော့စာလေးတောင်မရေးထားပဲရိုးရိုးရှင်းရှင်းနှင်းစီပန်း emoji လေးပဲရေးထားပါတယ်ဒါပေမဲ့ကိုရီးယား netizen တွေကတော့ဒီအသေးစိတ်အားလုံးကိုဆက်ဆက်လိုက်တဲ့အခါ Karina ကတောင်ကိုရီးယားရဲ့ရှေးရိုးဆွဲသမ္မတလောင်း Kim Moon-soo ကိုလူသိရှင်ကြားထောက်ခံနေတာဖြစ်ကြောင်းဆွဆွဲပြောဆိုလာကြပါတယ်ဒီတော့ Karina ရဲ့ဒီပုံတွေကလည်းကိုရီးယားလူမှုကွန်ရက်တွေမှာပြန့်နှံ့ပြီးအမြင်မျိုးမျိုးကွဲပြားကုန်ကြပါတယ်ဒီအကြောင်း post တွေမှာလည်း react တွေ comments တွေများပြတာကိုတွေ့ရတာကြောင့်ဒီကိစ္စဘယ်လောက်ထိလေးနဲ့လဲဆိုတာမြင်တွေ့နိုင်ပါတယ်netizen တွေက Karina ဟာမဲဆွယ်နေတဲ့ပုံစံနဲ့တူနေတယ်လို့ပြောနေကြပါတယ်။ Karina ကပုံတွေအမြန်ဖြတ်လိုက်ပေမဲ့ Espa ကတော့နိုင်ငံရေးသားကောင်ဖြစ်လာပြီး People's Power Party ကပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကိုယ်တိုင် Instagram story မှာ Espa ရဲ့သချင်း Supernova ကိုတင်ထားခဲ့ပါတယ်။ netizen အများစုကတော့ဒီဖြစ်ရဲ့ကြောင့်စိတ်ပြက်နေကြပြီး Espa ရဲ့ပုံရိပ်အတွက်လည်းစိတ်ပူနေကြပါတယ်။ Espa ဟာလက်တလုံးမှာ2025 Asia Star Entertainer Awards ကိုတက်ရောက်ခဲ့ကြပါတယ်။ဒီပွဲကိုတက်ရောက်လာကြတဲ့ Espa Memory ကိုကြည့်လိုက်တဲ့အခါ Karina တယောက်တည်းပြုံးပျော်နေပြီးကျန်တဲ့ member 3ယောက်ကတော့မပျော်မရွှင်ဖြစ်နေတယ်လို့ထင်ကြေးပေးနေကြပါတယ်။ပြည်သက်များစုကတော့ K-pop လောကမှာစီးလုံးမှုနဲ့ public image ကအရေးကြီးတာကြောင့်ဒီကိစ္စအတွက်နဲ့ Espa ရဲ့ဂုဏ်သတင်းဘယ်လောက်ထိထိခိုက်နိုင်တယ်လဲဆိုတာကိုစိတ်ပူနေကြပါတယ်။ Espa ရဲ့နောက်လာမယ့် schedule တွေမှာ Karina ဆက်လက်ပါဝင်အောင်မလားဆိုတာကိုလည်းသိချင်လာကြပါတယ်။ SM Entertainment ဘက်ကဒီကိစ္စကိုစာထုတ်တောင်းပန်ပေးခဲ့ပြီး Karina မှာဘာရွေချက်မှမရှိကြောင်းချက်ချင်းဖြေရှင်းပေးခဲ့ပါတယ်။မေလ28ရက်နေ့မှာတော့ Karina က Bubble ကိုရောက်လာပြီးဒီကိစ္စတောင်းပန်စကားပြောခဲ့ပါတယ်။ဒါပေမဲ့လည်းတချို့ netizen တွေကတောင်းပန်ရမှာစိတ်ရင်းမပါဘူးဆိုပြီးဝေဖန်ကြပြန်ပါတယ်။တချို့ကလည်းစာတုပ်လေးရေးဖို့ကိုအချိန်ကြာကြီးယူရဲလို့တိုက်ခိုက်နေကြပါတယ်။ Karina ရဲ့အီဂျေဝူးနဲ့တွဲနေတော့ကလက်ရေးစာနဲ့တောင်းပန်ခဲ့တာကိုတချို့ကပြန်ထောက်ပြနေကြပြီးအပြည့်အဝတောင်းပန်ခြင်းစိတ်မရှိဘူးလို့ပြောနေကြပါတယ်။ဒါပေမဲ့လည်းလူတိုင်းကတော့တောင်းပန်တဲ့နယ်လို့မယူဆကြပါဘူး။ People Power Party ထောက်ခံသူတွေကတော့ Karina ရဲ့ Instagram မှာအားပေးစကားတွေရေးသားနေကြပါတယ်။ပရိသတ်တချို့ကဝေဖန်နေကြရင်တော့ထောက်ခံသူတွေကတော့ Karina ကိုနိုင်ငံ icon လို့တင်စားလာကြပါတယ်။တစ်ဖက်မှာတော့ပရိသတ်တချို့က Karina ကိုဖတ်စစ်လို့ဆွဆွဲနေပြီး unfollow ပြုလုပ်နေကြပါတယ်။ Karina ဝတ်ဆင်ထားတဲ့ jacket Valkyries Windbreaker အနီအနက်ကတော့ဒီကိစ္စစဖြစ်ခတဲ့ကဆိုးအောက်သွားခဲ့ပါပြီ။ဒီ jacket ကတစ်ထည်ကို American dollar 923ဒေါ်လာတန်တဲ့အတွက်ဒီလိုပစ္စည်းဆိုးအောက်သွားတဲ့အခါ Karina ရဲ့ star power ကိုမြင်တွေ့ရမှာပါ။တောင်ကိုရီးယားမှာထိလွယ်ရှလွယ်အခြေအနေတွေကြောင့်အမှုပညာရှင်တွေလည်းဒီကာလမှာ post တင်တာတွေခရူးဆိုင်နေကြရပါတယ်။ Karina တယောက်တည်းရင်မကပဲ Zero Base 1 member ထဲရဲလေဒီလိုအခြေအနေနဲ့ကြုံတွေ့နေရပြီးဝေဖန်ခံနေရပါသေးတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်